လာပါရှင်တမီးရဲ့နာမည်ကမေရီစိန်ချက်ဖြစ်ပါတယ်တမီးရဲ့ဇာတိကတော့ဘူတာအိုခရမချမ်းပေါ်မြို့ကဖြစ်ပါတယ်ရှင်တင်တာပူချပေးတဲ့ဆရာမကတော့ဆရာမမော်နီကာလက်ထော်ခဝမ်ခိုင်ဆမ်ဖြစ်ပါတယ်ရှင်တင်တာမှာပူချပေးထားတဲ့ကောင်းစင်တွေလည်းကတော့ကနန်းစီပြီးကစားတဲ့ကစားနည်းတွေအဖွဲလိုက်ခြေထောက်မှာကျိုးချပြီးကစားတဲ့ကစားနည်းတွေနဲ့တနေ့ဒါ24နာရီရဲ့အချိန်တွင်နောက်ပြီးတော့မှအပစ်ဆက်ချင်းကကိုယ့်ရဲ့ရမချက်ပန်းတန်နဲ့ဘယ်လိုမျိုးဆက်ဆက်မှုရှိရဆိုရဲအကြောင်းတွေပို့ချပေးတော့ပါတယ်။သူငယ်တော်များ၏စိတ်တမိတင်ချင်းနဲ့လူမှုနေတဲ့ဖွံ့ဖြိုးမှုဆိုရဲတည်တင်တန်းကိုတရက်ချအဖြစ်ကွန်မတီရဲ့ဘဝတင်ကားစာရများချက်ခဲ့ပါတယ်။ကိုယ့်ရဲ့ရမချက်ပန်းတန်ရောက်ဖို့ဆိုရင်အခုချိန်မှာကိုလိုရမယ့်အလုပ်တွေအများကြီးရှိတယ်ကိုမှလည်းအချိန်တွေအများကြီးရှိပါတယ်တဲ့အဲ့ဒီရှိတဲ့အချိန်နဲ့14နာရီကိုသူ့ညာနဲ့သူမမကကအတုံးပြုတ်တတ်ရမယ်မမကအတုံးပြုတ်ပဲနဲ့အချိန်ကထုံပြုံးလိုက်မယ်ဆိုရင်ကိုရထားတဲ့ရမချက်ပန်းတကိုမရောက်နိုင်တော့ကိုစီမှာရမချက်ပန်းတမရှိတာနဲ့တူတယ်အနာကမှာဖြစ်ချင်တဲ့ရမချက်ပန်းတအတွက်အခုတည်းကနေကိုလုထတဲ့မဲ့တိထတဲ့မြအရာတွေကိုအခုချင်းကစပြီးနေကျူစာတော့မယ်ဆိုရင်အချိန်မီပါတယ်နောက်မကြသေးပါဘူးဆိုတဲ့တင်ကားစာတွေနဲ့အခက်ခဲတွေတွေ့ကြုံလာတဲ့အခါမှာလဲကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့ကြော်လွှားနိုင်ရမယ်ဆိုတဲ့တင်ကားစာတွေအများကြီးခဲ့ပါတယ်။တမီးကနေပြီးတင်ငယ်ချင်းတွေကိုအဘေစကပြောချင်ပါတယ်။တင်ငယ်ချင်းတို့ဒီနေ့မှအချိန်24နာရီရှိတဲ့အဲ့ဒီ24နာရီကိုမမကအတုံးပြကြပါ။တင်းရဲ့ပန်းတိုင်စီကိုဆောင်ပေးနိုင်တယ်ဆိုတာအချိန်ဖြစ်ပါတယ်။ကိုယ့်အတွက်ဘ ਹੁ တရှိစမဲ့စာတွေကိုမမြတ်ဖတ်ပါလေ့လာပါတင်ယူပါဒီလိုမျိုးတာဆိုရင်တနေ့တင်ငယ်ချင်းဖြစ်ချင်တဲ့ရမချက်ပန်းတိုင်ကိုရောက်နေပါတယ်လို့အပေးစကားလေးကိုတင်ငယ်ချင်းတို့အားလုံးကိုပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်